ဒီနေ့ကျွန်တော်တို့မြင်နေရတဲ့ချမ်းသာပြီးခင်မိတဲ့တောင်ကိုရီးယားဟာတစ်ချိန်ကကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေကတနိုင်ငံဖြစ်ခဲ့မှုပါတယ်။ပိုပြီးအောင်အောင်ဖို့ကောင်းတာက1960ခုနှစ်ဝန်းကျင်မှာတောင်ကိုရီးယားဟာမြန်မာနိုင်ငံထက်တောင်ပိုပြီးဆင်းရဲခဲ့ပါတယ်။ဒီနေ့ Samsung, Hyundai, LG လိုကမ္ဘာကျော်ကုမ္ပဏီတွေကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဟာတစ်ချိန်ကအစာရည်စားတော်မလုံလောက်ခဲ့တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။နောက်ပြီးတော့သိထားတဲ့အချက်ကကိုရီးယားစစ်ပွဲအပြီးအစာရည်စားရှားပါမှုတွေဖြစ်နေချိန်မှာမြန်မာနိုင်ငံကတော့စံအကူအညီတွေပေးပို့ခဲ့ရတဲ့အထိခက်ခဲခဲ့တာပါပဲ။ဒါဆိုဒီလိုဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံကဘယ်လိုလုပ်ပြီးကမ္ဘာထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်လာတာလဲ။ဒီနေ့ဗီဒီယိုမှာတော့တောင်ကိုရီးယားနိုင်ငံဆင်းရဲရာကနေဘယ်လိုချမ်းသာလာခဲ့တာလဲ။ဘာတွေလုပ်ခဲ့လဲ။ပြီးတော့ဒီဇယ်လန်ကနေကျွန်တော်တို့ဘာသင်ခန်းစာတွေရနိုင်မလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။1950ခုနှစ်ကိုရီးယားကျွန်းဆွယ်ပေါ်မှာစစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒါကတော့ကိုရီးယားစစ်ပွဲပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြားဖြစ်ပွားခဲ့တဲ့ဒီစစ်ပွဲဟာ3နှစ်ကြာမြင့်ခဲ့ပြီးလူသန်းပေါင်းများစွာတေဆုံးခဲ့ရပါတယ်။မြို့တွေကစစ်ပွဲကြောင့်ပျက်စီးသွားပြီးစက်ရုံတွေကလည်းစစ်ပွဲကြောင့်ဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်။ပြည်သူတွေရဲ့စာဝတ်နေရေးအခက်အခဲဟာတဖြည်းဖြည်းကြီးထွားလာခဲ့ပြီးတော့နိုင်ငံရဲ့စီးပွားရေးကလည်းလုံးဝပြိုလဲသွားခဲ့ပါတယ်။1950ခုနှစ်အကုန်ပိုင်းမှာတော့တောင်ကိုရီးယားဟာအာဖရိကဆင်းရဲတဲ့နိုင်ငံတချို့ထက်တောင်မှပိုပြီးဆင်းရဲခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူတယောက်ရဲ့တစ်နှစ်ဝင်ငွေဟာဒေါ်လာ100ဝန်းကျင်ပဲရှိပါတယ်။ပြောရမယ်ဆိုရင်တစ်လမှဒေါ်လာ30အခုချိန်မြန်မာငွေနဲ့တွက်ရင်တော့တစ်လမှ4000လောက်ပဲဝင်ငွေရှိခဲ့တာပါ။ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကကိုရီးယားစစ်ပွဲပြီးဆုံးချိန်အစာရေစာပြတ်လတ်မှုကြောင့်မြန်မာနိုင်ငံကဒေါ်လာ9000တန်ဖိုးရှိတဲ့စံစပါးတွေတောင်လူရန်ခဲ့တယ်ဆိုတာပါပဲ။ဒါကြောင့်တောင်ကိုရီးယားနိုင်ငံကစံစပါးကိုအရန်တန်ဖိုးထားပြီးမြန်မာနိုင်ငံကလည်းတောင်ကိုရီးယားနိုင်ငံအတွက်ကျေးဇူးရှင်ဖြစ်ခဲ့မှုတယ်ဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့တောင်ကိုရီးယားကဒီလိုမျိုးအစင်းရဲဆုံးအခြေအနေကနေပြန်ပြီးနလန်ထူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။1960ခုနှစ်တွင်မှာတောင်ကိုရီးယားအစိုးရဟာပညာရေးကိုအလိုအရေးကြီးတဲ့အရာဖြစ်သတ်မှတ်ခဲ့ပါတယ်။ကျောင်းတွေကိုတည်ဆောက်ပြီးတက္ကသိုလ်တွေကိုပို့ပြီးတိုးချဲ့ခဲ့ပါတယ်။သိပ္ပံနဲ့အင်ဂျင်နီယာပညာကိုအခြားအရာတွေထက်ပိုပြီးဦးစားပေးခဲ့ပါတယ်။တဘာဝတရားစာတမရှိရင်လူတွေကိုပဲရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့အတွေးခေါ်နဲ့နိုင်ငံရဲ့ခြေလှမ်းသစ်ကိုစတင်ခဲ့ပါတယ်။ဒီနေ့ခေတ်တောင်ကိုရီးယားမှာလူငယ်အများစုဟာတက္ကသိုလ်ပညာသင်ကြားထားတဲ့သူတွေဖြစ်ပါတယ်။ပညာတတ်လူငယ်တွေများလာတာနဲ့အမျှနိုင်ငံရဲ့လုံနိုင်စွမ်းရည်ကလည်းတိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့ပညာရေးတစ်ခုတည်းနဲ့တော့မလုံလောက်ခဲ့ပါဘူး။ဒါကြောင့်အစိုးရကစက်မှုလုပ်ငန်းတွေကိုတိုးချဲ့ခဲ့ပါတယ်။နိုင်ငံခြားကုန်ပစ္စည်းတွေတင်သွင်းမှုရည်ရွယ်ခဲ့ပါတယ်။အစပိုင်းမှာအဝတ်အထည်တွေနဲ့ဖက်နှက်တွေကိုထုတ်လုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ electronic ပစ္စည်းတွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ဒီအချိန်မှာ Samsung, LG နဲ့ Hyundai လိုကုမ္ပဏီတွေပေါ်ပေါက်လာခဲ့ပါတယ်။အစောပိုင်းက Samsung ဟာကုန်စုံဆိုင်လေးတစ်ခုသာဖြစ်ခဲ့ပါတယ်။ Hyundai ကလည်းဆောက်လုပ်ရေးလုပ်ငန်းလေးတစ်ခုသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အစိုးရရဲ့အားပေးမှုနဲ့စီမံခန့်ခွဲမှုကောင်းမွန်တာကြောင့်ဒီကုမ္ပဏီတွေဟာတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။1980ခုနှစ်တွေရောက်တဲ့အခါတောင်ကိုရီးယားဟာကားတွေ၊ကွန်ပျူတာတွေ၊ဖုန်းတွေထုတ်လုပ်လာနိုင်ခဲ့ပြီးတော့နည်းပညာပိုင်းမှာအားကောင်းလာခဲ့ပါတယ်။2000ခုနှစ်တွေရောက်တဲ့အခါSamsung ကကမ္ဘာထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်လာခဲ့ပြီး Hyundai ကုမ္ပဏီကလည်းကမ္ဘာတစ်ဝန်းမှာကားတွေကိုရောင်းချလာနိုင်ခဲ့ပါတယ်။ဒါ့အပြင် LG ကုမ္ပဏီကလည်းအိမ်သုံး electronic ပစ္စည်းဈေးကွက်ကိုဦးဆောင်လာနိုင်ခဲ့ပါတယ်။ဒါပေမဲ့တောင်ကိုရီးယားရဲ့အောင်မြင်မှုကနည်းပညာတစ်ခုတည်းမဟုတ်ပါဘူး။သူတို့ဟာယဉ်ကျေးမှုကိုပါကမ္ဘာကိုတင်ပို့နိုင်ခဲ့ပါတယ်။လူတိုင်းသိကြတဲ့ K-pop နဲ့ Korean drama တွေကြောင့်အမှုပညာဈေးကွက်ထဲကိုလည်းအရှိန်အဟုန်နဲ့ဝင်ရောက်လာခဲ့ပါသေးတယ်။ Squid Game လိုကိုရီးယားစီးရီးတွေဟာနိုင်ငံပေါင်းများစွာမှာထိပ်တန်းနေရာတွေရရှိခဲ့ပြီးတောင်ကိုရီးယားကိုနိုင်ငံတိုင်းကသိလာကြပါတယ်။အချိန်ကမြန်မာနိုင်ငံထက်ဆင်းရဲခဲ့တဲ့နိုင်ငံတစ်နိုင်ငံဟာဒီနေ့ကမ္ဘာကိုနည်းပညာတွေနဲ့ယဉ်ကျေးမှုတွေတင်ပို့နိုင်ပြီးချမ်းသာတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။2026ခုနှစ်မှာတော့တောင်ကိုရီးယားဟာကမ္ဘာအင်အားကြီးစီးပွားရေးနိုင်ငံတွေကတစ်နိုင်ငံဖြစ်နေပါပြီ။ဒီဇလန်ကကျွန်တော်တို့ကိုအရေးကြီးတဲ့သင်ခန်းစာတစ်ခုပေးပါတယ်။နိုင်ငံတစ်နိုင်ငံဟာဆင်းရဲနေလို့အမြဲတမ်းဆင်းရဲနေမယ်လို့မဆိုလိုပါဘူး။စစ်ပွဲကြောင့်ပျက်စီးခဲ့ရင်တော့ပြန်ပြီးနလန်ထူနိုင်မှာသေးတယ်။တဘာဝတရားစာတမရှိရင်တော့ချမ်းသာလာနိုင်ပါတယ်။မှန်ကန်တဲ့ပညာရေးမှန်ကန်တဲ့စီမံခန့်ခွဲမှုနဲ့ကြိုးစားအားထုတ်မှုတွေရှိမယ်ဆိုရင်အံ့ဖွယ်ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။တောင်ကိုရီးယားရဲ့အောင်မြင်မှုကအဲ့ဒီအချက်တွေကိုလုံးဝသက်သေပြနေပါတယ်။အရေးအကြီးဆုံးကတော့အရာအလုံးထက်လူသားစွမ်းအင်ကိုစနစ်တကျနေရာမှန်မှန်အသုံးချတတ်ဖို့ပါပဲ။ဒီနေ့တင်ဆက်ပေးသွားတာကတော့တစ်ချိန်လုံးကမြန်မာနိုင်ငံထက်ဆင်းရဲခဲ့တဲ့တောင်ကိုရီးယားနိုင်ငံဘယ်လိုမျိုးချမ်းသာတဲ့နိုင်ငံဖြစ်လာလဲဆိုတဲ့အကြောင်းပါပဲ။နောက်ဗီဒီယိုမှာပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေတင်ဆက်ပေးသွားမှာမို့ Wascom မြန်မာကိုအခုပဲ follow ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။